ဒါကတော့ဟာလန်ရဲ့အမညီမဖြစ်ပြီးအန်ဩစရာကောင်းတာကသူမဟာသူမောက်ညီမလိုပဲလူတွေကိုအတော်လေးကြောက်လန့်အောင်လုပ်နိုင်စွမ်းရှိပါတယ်။ဟာလန်ကကွင်းထဲမှာနောက်ခံလူတွေကိုတုံလို့အောင်လုပ်နေချိန်မှာတော့သူမကအင်တာနက်စာမျက်နှာတွေကိုလုံးဝခြားနာတဲ့ပုံစံတစ်ခုနဲ့တင်ပိုင်နေပါတယ်။ Instagram influencer တယောက်ဖြစ်တဲ့သူမဟာနော်ဝေတိုက်စစ်မှုဟာလန်ရဲ့ပုံစံတွေကိုလိုက်တူပြီးဗီဒီယိုရိုက်ကူရကနေနာမည်ကြီးလာခဲ့တာပါ။အထင်ကြီးစရာအကောင်းဆုံးကတော့သူမဟာတရုပ်ဆောင်နေတာနဲ့တောင်မတူပါဘူး။သူမလမ်းလျှောက်ပုံခန်းစားချက်မရှိတဲ့မျက်နှာအမူအရာထပ်တီးထပ်ထနရှူရှားမှုတွေနဲ့သူမရဲ့ခန္ဓာကိုယ်ဟန်ပန်အနိထားတွေကအစားဟာလန်နဲ့တအားကိုတူလွန်းတာကြောင့်လူတော်တော်များများကသူတို့နှစ်ယောက်ကိုလူတစ်ယောက်တည်းရဲ့ကြားမအပါရှင်တွေလို့တောင်ပြောကြပါတယ်။ဒီဗီဒီယိုတွေဟာလူမှုကွန်ရက်မှာချက်ချင်းဆိုသလိုပြန့်နှံ့သွားခဲ့ပြီးကြီးစုသူနဲ့မျှဝေသူတန်းပေါင်းများစွာရှိခဲ့ပါနဲ့။ကွန်မန့်တွေမှာတော့ပရိသတ်တွေကသူမသာဟာလန်အသင်းရဲ့ဂျာစီကိုဝတ်ပြီးကွင်းထဲဆင်းသွားရင်အဲ့ဒါဟာလန်ကိုယ်တိုင်မဟုတ်ဘူးဆိုတာကိုရစ်မိဖို့လူဒီအတော်လေးအချိန်ယူရလိမ့်မယ်လို့နောက်ပြောင်ထားကြပါတယ်။အချို့ကလည်းဒီတိုက်စစ်မှုကိုကမာပေါ်မှာအမှတ်မိရဆုံးကစားသမားတယောက်ဖြစ်လာစေခဲ့တဲ့ထူးဆန်းတဲ့အမူအကျင့်တွေကိုသူမလည်းအတိအယအမွေရထားတာနဲ့လို့နောက်ပြောင်ကြပါတယ်။ဒီအောင်မြင်မှုဟာကြီးမားလွန်းတာကြောင့်သူမရဲ့ထူပမှုအသစ်တစ်ခုစီတိုင်းဟာလူမှုကွန်ရက်ပေါ်မှာရေပန်းစားတဲ့အကြောင်းအရာဖြစ်လာပါတယ်။ follower အများပြားကလည်းနောက်ထပ်ဗီဒီယိုမှာဒီကျဲပွင့်ကစားသမားရဲ့ဘယ်လိုအောင်ပွဲခံမှုအပြီးသို့မဟုတ်မျက်နှာအမူအရာကိုသူမထပ်ပြီးအတူခိုးမလဲဆိုတာကိုရင်ခုန်စွာနဲ့စောင့်ပြောနေကြပါပြီ။နောက်ဆုံးမှာတော့သူမဟာမတူကွဲပြားတဲ့ချင်းကပ်မှုပုံစံနဲ့ဟာထညာအနေငယ်ရှိယုံတင်တဲ့အင်တာနက်ပေါ်ကလူတန်းပေါင်းများစွာရဲ့စိတ်နှလုံးကိုဖန်ဆာဖို့လုံလောက်တယ်ဆိုတာသတိပြသွားခဲ့ပါတယ်။